Hello မင်္ဂလာပါဒီနေ့ပညာနာမျှဝေပေးခြင်းတဲ့အကြောင်းအရာကကြတော့လေကိုစီကိုစမိတ်ချစတုံးလေးနဲ့ထုံးပြီးတော့မှဆောင်းမဲ့တို့သမီးကပွဲလာအပ်ထားပြီဆိုလို့ရှိရင်သူနဲ့လိုက်ဖက်မဲ့စမိတ်ကိုရွေးကြအောင်လို့ပညာနာအနေနဲ့မျှဝေပေးသွားမယ်စမိတ်ကကြတော့အမျိုးအစားတွေအများကြီးရှိတယ်အခုလိုမျိုးအရှိရှိမယ်ရင်ညွန့်လောက်ရှိမယ်ရင်ညွန့်အပေါ်ရှိမယ်ပခုံးတင်ရှိမယ်ပြီးတော့အလိမ်မာခိုမီလို့လည်းခေါ်တဲ့ဒီနရွက်အပေါ်အဲ့လိုလေးတွေရှိမယ်ဒီတဲကမှာကိုစီကိုလာအပ်ထားတဲ့တို့သမီးနဲ့ဘယ်တစ်ခုကိုတက်ပေးရမလဲဆိုတာကိုသိအောင်လို့ဒီနေ့အတူတူကြည့်ကြမယ်အရင်ဦးဆုံးကကြတော့မျက်နှာဝိုင်းပြီးတော့မှပြည့်နေတဲ့တို့သမီးတွေအတွက်ဘယ်လိုဟာကိုရွေးမလဲဆိုတာကြည့်ကြမယ်ပေါ့နော်မျက်နှာကဝိုင်းပြီးတော့ပြည့်နေပြီဆိုလို့ရှိရင်သူ့အတွက်ကဒီလိုမျိုးရှည်တဲ့စမိတ်ကလေးကိုတက်ပြီးလို့ရှိရင်ပိုလှတယ်။ဘာကြောင့်လဲဆိုတော့သူ့ရဲ့မျက်နှာဝိုင်းနေတဲ့ဟာကိုဘေးကအရှည်လေးကိုတွယ်ပြီးတော့မှချလိုက်တဲ့အခါကျတော့အဲ့မျက်နှာကလေတအားအထွက်နေတာမဟုတ်ဘဲနဲ့ခက်ပြီးကလေးဖြစ်သွားပြီးတော့ပိုပြီးတော့မှလှတဲ့သူတို့သမီးလေးဖြစ်သွားတယ်ပေါ့နော်။ဒါကကြတော့မျက်နှာဝိုင်းတဲ့သူတွေအတွက်စမိတ်ရှည်ရှည်လေးသုံးကြမယ်နော်။ချိုးစီမှာစမိတ်တွေလာဝယ်ကြမှာဆိုလို့လောလောဆယ်ချိုးစီမှာစမိတ်တွေမရသေးပါဘူး။မရရတဲ့အကြောင်းရင်းကအစစ်ဆိုလို့ရှိရင်အရှည်ဆိုလို့ရှိရင်2သိန်းရဲ့အထက်မှာရှိတယ်ဒါကလည်းလူတိုင်းတိတ်မသုံးနိုင်ဘူးပေါ့နော်တချို့တလေတိတ်မသုံးနိုင်သေးဘူးအဲအကြောင်းမလို့ချိုးကစမိတ်စပင်အစစ်ကိုမတင်ဖြစ်သေးဘူးနိုင်လွန်သားကြတော့လေကိုကြိုက်တဲ့အသားမရသေးလို့မတင်သေးဘူးချိုးကကြတော့ဒီပစ္စည်းတွေကိုကိုယ်တိုင်လေးသုံးရတယ်ကိုနဲ့အတူတူမိတ်ကက်ဆရာတွေပဲဝယ်တာဖြစ်တဲ့အတွက်ဒီပေးရတဲ့ပတ်စံနဲ့တန်တဲ့ဟာကိုပဲရစီချင်တာဖြစ်တဲ့အတွက်လောလောဆယ်တော့စမိတ်တွေချိုးစီမှာမရသေးပါဘူးတို့သမီးစတုံးအတူရမယ်နောက်ပြီးတော့ဒီလိုမျိုးခရစ်စတယ်သစင်တွေရမယ်တခြားပန်းပွင့်လေးတွေစတိုးလေးတွေမျိုးစုံရမယ်ပေါ့နော်ဆိုတော့ဒီနေ့ကကြတော့မျက်နှာဝိုင်းတဲ့တို့သမီးအတွက်စမိတ်လေးရွေးနေပါနောက်တစ်ရက်မှာတခြားမျက်နှာပုံစံတွေအတွက်လည်းပဲထပ်ပြီးတော့မှလုပ်ပေးမယ်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံပါမယ်ရှင်